အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်ကိုတန်းကမောင်နှမတွေကိုဝင်ငွေပလန်အကြောင်းကိုပြောပြပေးမှာဖြစ်တယ်ခေါ်မောရဲ့အကျိုးခံစား권ဘယ်လိုဒီရတာလဲဝင်ငွေပလန်ဘယ်လိုရမလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုမကြော်ပဲနဲ့ကိုအနေနဲ့ကကြည့်သွားစေချင်ပါတယ်တကယ်ကိုဘဝကိုတကယ်ပြောင်းလဲခြင်းနဲ့ကိုတကယ်အခွင့်အလမ်းနေနဲ့ကိုတွေ့ကျင်နေဆိုလို့ရှိရင်ကိုတန်းရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့ကြည့်သွားဟောလက်ရှိအလောက်တစ်ဖက်နဲ့နောက်ထပ်ဝင်ငွေရချင်တဲ့သူတွေရှိခိုင်မာတဲ့စီးပွားရေးကိုလုပ်ချင်တဲ့သူတွေဆိုလို့ရှိရင်ကိုတန်းကမောင်နှမတွေကိုဒီဗီဒီယိုလေးနဲ့ညှောက်ပေးမှာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့နာမည်ကတော့ကိုတန်းလို့ခေါ်ပါတယ်။လက်ရှိမှာဆိုလို့ရှိရင်တော့ခေါ်မောစီးပွားရေးကိုလုပ်ကိုင်နေတဲ့တူပဲဖြစ်ပါတယ်။လက်ရှိမှာခေါ်မောစီးပွားရေးတစ်ခုပဲကျွန်တော်လုပ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်လူမျိုးပဲလာပိုင်းလေးနဲ့နေစားကနေလွတ်ချင်တယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကိုစောင့်ကြည့်သွားပါဟုတ်ပြီဒါကတော့ခေါ်မောရဲ့ဝင်ငွေပလန်ဖြစ်တယ်เนาะခေါ်မောရဲ့ဝင်ငွေပလန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီခေါ်မောစီးပွားရေးကိုလုပ်ဖို့ခိုင်မာတဲ့စီးပွားရေးကိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးကိုကအခမဲ့လေ့လာဖို့အတွက်เนาะအကောက်ဖွင့်ရမယ်ကိုကဘယ်နိုင်ငံပဲရှိဘယ်နိုင်ငံပဲရောက်လုပ်လို့ရတဲ့စီးပွားရေးစနစ်ဖြစ်တယ်နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ဓာတ်ပုံရဲ့ဒီ၃မျိုးရှိရင်စီးပွားရေးလုပ်လို့ရတယ်နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ဓာတ်ပုံရဲ့ရှိတယ်ဆိုလို့ရှိရင်ခေါ်မောမှာစီးပွားရေးလုပ်လို့ရတဲ့အကောက်တစ်ခုဖွင့်လို့ရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီထဲမှာဘာတွေရှိတာလဲအဲ့ဒီထဲကနေပြီးတော့ကိုကဘာတွေလေ့လာကျင်တာလဲဆိုလို့ရှိရင်တော့ဒီနေ့ကိုအပြင်မှာဝယ်သုံးနေတဲ့ပစ္စည်းလေးတွေကိုခေါ်မောမှာရှိတာဖြစ်တယ်ကိုအပြင်မှာဝယ်သုံးနေတဲ့ပစ္စည်းလေးတွေကိုခေါ်မောမှာပြောင်းပြီးတော့ဝယ်သုံးဝယ်စားလုပ်မယ်ဆိုရင်ပစ္စည်းလေးပြန်ရတယ်စီးပွားရေးသမားတယောက်လည်းလုပ်လို့ရမယ်အခွင့်အလမ်းဖြစ်ပါတယ်။နောက်ဒါကြောင့်မို့လို့ကိုအနေနဲ့ကဒီပစ္စည်းတွေကိုဘာကြောင့်သုံးဆွဲတင်တာလဲဒီပစ္စည်းတွေကိုသုံးဆွဲရင်းနဲ့စီးပွားရေးသမားတယောက်ဘယ်လိုဖြစ်မှာလဲဝင်ငွေတွေဘယ်လိုပြန်ရမလဲဆိုတာကိုအဲ့ဒီကိုဖွင့်ထားတဲ့နောက်အကောင့်ထဲကနေပြီးတော့ဝင်ကြည့်လို့ရတယ်ဗာပစ္စည်းတွေရှိတာလဲဆိုဝင်ကြည့်လို့ရတယ်အဲ့ဒီမှာကိုကအကောက်ဖွင့်ပြီးကိုလိုချင်တဲ့ပစ္စည်းတွေရှိပြီးဟလာကိုနေနဲ့နေစင်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေလားလှပဆိုင်ရာပစ္စည်းလားချမ်းသာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေလားနော်အိမ်တွင်းသုံးပစ္စည်းလို့ခေါ်တဲ့အဝတ်လျှော်တဲ့စက်ပြားတွေတို့စိုက်ပျိုးရေးစီးတို့ချမ်းသာရေးစက်တွေဒီလိုမျိုးပစ္စည်းတွေအားလုံးကိုကိုလိုအပ်နေတဲ့ပစ္စည်းတွေကိုဝယ်သုံးလိုက်ရုံလေးနဲ့စီးပွားရေးသမားတယောက်ဖြစ်မဲ့အခွင့်အလမ်းပဲဖြစ်တယ်ဒါကြောင့်မလို့ကိုအနေနဲ့ကဒီစီးပွားရေးအခွင့်အလမ်းကိုကျွန်တော်တို့ကလေ့လာရမှာဖြစ်တယ်ကိုဝယ်သုံးနေတဲ့ပစ္စည်းတွေကိုခေါ်မောမှာပြောင်းဝယ်သုံးတာယုံလေးနဲ့စီးပွားရေးလုပ်လို့ရတာဖြစ်တဲ့အတွက်ဘယ်သူမှဆိုခေါ်မောကိုလေ့လာလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အကောက်ဖွင့်ပြီးဆိုလို့ရှိရင်ခေါ်မောမှာစီးပွားရေး၄မျိုးလို့လည်းခေါ်တယ်ရှာဒူး၄မျိုးလို့လည်းခေါ်တယ်နော်ဒါဆိုလို့ရှိရင်အဲ့ဒီစီးပွားရေး၄မျိုးရှာဒူး၄မျိုးမှာဆိုရင်မောင်နှမတွေကအရင်ဆုံးဝယ်သုံးဝယ်စားလုပ်လိုက်ရုံလေးနဲ့ပိုင်ဆိုင်နိုင်မဲ့အခွင့်အလမ်းဖြစ်တယ်။နော်ခေါ်မောမှာဆိုလို့ရှိရင်ကိုလိုအပ်တဲ့ပစ္စည်းလေးတွေကိုအပြင်မှာလည်းဝယ်ရတာအတူတူပဲခုခေါ်မောမှာလည်းဝယ်သုံးမယ်ဆိုလို့ရှိရင်စီးပွားရေးသမားတယောက်ဖြစ်တယ်ပစ္စည်းလေးပြန်ရတယ်ခေါ်မောမှာစီးပွားရေး၄မျိုးရှိတယ်ရှားတူး၄မျိုးလည်းခေါ်တယ်ကိုအနေနဲ့ကကိုလိုအပ်တဲ့ပစ္စည်းလေးတွေကိုနည်းနည်းချင်းဝယ်ရင်းနဲ့900ဘူးပြည့်တဲ့နေ့ဘရောင်းဖြစ်တယ်နော်ဒီမှာဆိုရင်ပုံလေးကိုကြည့်လို့ရတယ်900ဘူးပြည့်တဲ့နေ့ဒီမှာ900ဘူးပြည့်တဲ့နေ့ဆိုလို့ရှိရင်ကိုကဘရောင်းရာလို့ရှင်ဖြစ်တယ်ကိုကတခါတည်းနဲ့မဟုတ်ဘူးနော်100ချင်းစုသွားမယ်ဆိုလို့ရှိရင်လည်း900ပဲဘူးပြည့်တဲ့နေ့ဘရောင်းဆိုပြီးတော့နော်ရာလို့ရှင်တယောက်ဖြစ်တယ်အကယ်၍ကိုအနေနဲ့ကစီပါနဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းနော်ဝယ်ရင်နဲ့အမှန်9000ပြည့်တဲ့နေ့တစ်သလုံးစုသွားလို့ရတယ်နော်ဝယ်ရင်နဲ့အမှန်9000ပြည့်တဲ့နေ့ဆိုပြီးတော့စေးပါနော်စေးပါဆိုပြီးတော့သတ်မှတ်ပေးတယ်9000ဘူးဝယ်9000အမှတ်ရတယ်အဲကြတော့ကိုကနောက်တစ်ဆင့်ထပ်တက်ချင်တယ်ဒီတိုင်းလဲဝယ်ရတာတူပဲဝယ်သုံးမယ်ဝယ်ရင်နဲ့1000ပတ်ဘူးပြည့်တဲ့နေ့1000ပြီးပြီဒါဆိုရင်900ဘူးဆိုပြီးတော့နံပါတ်3စီးပွားရေးကိုပိုင်ဆိုင်မှာဖြစ်တယ်အေးကိုအနေနဲ့ကလိုအပ်တဲ့ပစ္စည်းတွေကိုဆက်ဝယ်ရင်နဲ့ပလက်တီနမ်ပလက်တီနမ်ကိုလိုအပ်တဲ့ပစ္စည်းကိုဝယ်သုံးရင်နဲ့ကိုအနေနဲ့အမှတ်2000ကျွဲတည်တဲ့နေ့ပလက်တီနမ်ဖြစ်မှာဖြစ်တယ်နော်ဒီယာဒူးလေးမျိုးကို
နေနေချင်းလဲဝယ်သွားလို့ရတယ်နော်နည်းနည်းချင်းစုပြီးတစ်လုံးစုသွားလို့လည်းရတယ်နော်ကိုကတပုံနဲ့တခါတဲ့ tablet ထဲနဲ့လည်းတက်သွားလို့ရတယ်နော်ကျွန်တော်ဆိုလို့ရှိရင်တော့အခွင့်အလမ်းမြင်ခဲ့တဲ့လူတယောက်ဖြစ်တဲ့အတွက်တခါတည်းပဲ platinum တက်ပြီးတက်လာတာဖြစ်တယ်ဒါကြောင့်မလို့မောင်နှမတွေအနေနဲ့ရောနည်းနည်းချင်းလဲစုသွားလို့ရတယ်တပုံချင်းတခါတည်းနဲ့လည်းဝယ်သွားလို့ရတယ်ကို့အနေနဲ့ကဒီယာတူလေးမျိုးကိုတစ်လုံးနော်တစ်လုံးဝယ်သုံးဝယ်စားလို့ရင်းနဲ့ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးဖြစ်တယ်တို့ဒီတိုင်းတောင်မှတခြားနေရာမှာဝယ်တာပဲနော်တခြားနေရာမှာဝယ်တယ်နေတိုင်းသုံးတော့လာတိုင်းကုန်တယ်လာတိုင်းကုန်တော့လာတိုင်းဝယ်ရတယ်ဘာတွေပြန်ရလဲဟုတ်တယ်မလားဒါဆိုရင်ခွန်မောမှာကိုလိုရတဲ့ပစ္စည်းလေးတွေကိုဝယ်သုံးလိုက်ရုံလေးနဲ့ပရောင်းစီဘာကိုပလက်တီနမ်ဆိုပြီးတော့စီပွားရေးလေးမျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်ကိုတန်းတို့ခွန်မောမှာဆိုရင်တပတ်ကူဝယ်ရင်တပတ်ဖွင့်တတ်မှတ်ရတဲ့စီပွားရေးဖြစ်တဲ့အတွက်ကိုအနေနဲ့ကကိုလိုအပ်တဲ့ပစ္စည်းလေးတွေကိုဝယ်သုံးဝယ်စားလုပ်လိုက်ရုံလေးနဲ့စီပွားရေးသမားတစ်ယောက်ဖြစ်တယ်ဘရောင်းစီပွားရေးနဲ့ဘရောင်းယာတူနဲ့လုပ်မယ်ဆိုရင်တရက်ကို1000ထိရအောင်စူးစမ်းပိုင်ခွင့်ရှိတယ်အကယ်၍ကိုကစီဘာကိုရောက်ပြီးစီဘာနဲ့စူးစမ်းမယ်ဆိုရင်တရက်ကို2000ခွဲပတ်ထိရအောင်စူးစမ်းပိုင်ခွင့်ရှိတယ်ကိုနဲ့ဆိုလို့ရှိရင်တရက်ကို9000ပတ်ထိရအောင်စူးစမ်းခွင့်ရှိတယ်ပလက်တီနမ်နဲ့လုပ်မယ်ဆိုရင်တော့အမြင့်ဆုံးဝင်ငွေတရက်ကိုတသိန်းထိအောင်စူးစမ်းခွင့်ရှိတယ်ကဲစဉ်းစားကြည့်တို့တွေအနေနဲ့ပစ္စည်းလေးတွေဝယ်သုံးဆွဲလိုက်အောင်ဒီပတ်စံလည်းအပူမကုန်ဘူးခွန်မောမှာပြောင်းဝယ်သုံးလိုက်တာစီးပွားရေးသမားတယောက်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကဒီလိုမျိုးပစ္စည်းလေးတွေကိုဝယ်သုံးလိုက်ရုံလေးနဲ့စီးပွားရေးသမားတယောက်ဖြစ်တယ်ကို့အနေနဲ့ကဘယ်နေရာမှာဝယ်မှာလဲဝယ်နေကြနေရာတွေမှာဝယ်မှာလားဒါခွန်မောမှာပြောင်းပြီးဝယ်မှာဝယ်နေကြနေရာတွေမှာဝယ်ရင်ဘာခွင့်လမ်းမှမရှိဘူးခွန်မောမှာဝယ်ရင်စီးပွားရေးသမားတယောက်ဖြစ်တယ်ဒါကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်တယ်โอเคဒါကြောင့်မလို့ကိုတန်းကမောင်နှမတွေကိုကိုလိုအပ်တဲ့ပစ္စည်းလေးတွေကိုဝယ်သုံးဝယ်စားလုပ်ရင်းနဲ့စီးပွားရေးလုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြောပြပေးခြင်းဖြစ်တယ်ကိုကနံပါတ်1စီးပွားရေးဘရောင်းနဲ့လုပ်မယ်ဆိုရင်အဖွဲ့အစည်းတည်ဆောက်တဲ့အပေါ်မှာ21ရာခိုင်နှုန်းခံစား권ရှိမယ်စီးပါနဲ့လုပ်မယ်နံပါတ်2စီးပွားရေးနဲ့လုပ်မယ်ဆိုရင်အဖွဲ့အစည်းတည်ဆောက်တဲ့အပေါ်မှာ50ရာခိုင်နှုန်းခံစား권ရှိမယ်ကိုကနံပါတ်3ကိုနဲ့လုပ်မယ်ဆိုရင်အဖွဲ့အစည်းတည်ဆောက်တဲ့အပေါ်မှာ60ရာခိုင်နှုန်းခံစား권ရှိမယ်ပလက်တီနမ်နဲ့ဆိုရင်တော့အမြင့်ဆုံးယာတူဝင်ငွေအပေးချမ်းဆုံးယာတူပလက်တီနမ်နဲ့လုပ်မယ်ဆိုရင်81ရာခိုင်နှုန်းခံစား권ရမှာဖြစ်တယ်အကယ်၍ကိုအနေနဲ့ကဒီယာတူလေးမျိုးကိုတစ်မျိုးမျိုးနဲ့စတင်ပြီးသွားပြီဆိုလို့ရှိရင်ကိုအနေနဲ့ကပြီးသွားပြီနောက်ဘယ်တော့ခါမှဝယ်ကြမလို့ကိုတန်းတို့ပုံစံစီဝါးရေးမှာဆိုလို့ရှိရင်ဝင်ငွေလေးလမ်းပြန်ပြီးတယ်ဝင်ငွေလေးလမ်းဒီယာတူလေးမျိုးကိုကြိုက်နေတဲ့ယာတူနဲ့စတင်လို့ရတယ်နည်းနည်းချင်းနဲ့လည်းစလို့ရတယ်တခါတည်းနဲ့လည်းစတင်လို့ရတယ်ဟုတ်ပြီဒါဆိုရင်ကိုလိုတဲ့ပစ္စည်းလေးကိုဝယ်သုံးဝယ်စားလုပ်ရင်းနဲ့စီးပွားရေးသမားတယောက်ဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ကိုရဲ့တငွေချင်းအပေါင်းအသင်းမိတ်ဆွေတွေကိုပြန်လည်ပြောပြပေးမယ်သူတို့လေးလည်းသူတို့လိုအပ်တဲ့ပစ္စည်းကိုဝယ်ယူသုံးစွဲမယ်စီးပွားရေးသမားတယောက်ဖြစ်တယ်ဒီအခါကျတော့ကုမ္ပဏီကနေပြီးတော့ကိုပထမဆုံးဝင်ငွေအဲ့ကြတော့ကိုကဒီလိုမျိုးလေးဝယ်သုံးဝယ်စားလုပ်လိုက်ရုံလေးနဲ့ကိုကုမ္ပဏီကနေပြီးတော့ပထမဆုံးဝင်ငွေကုမ္ပဏီရဲ့ချောင်းအား1ရာခိုင်နှုန်းဆိုပြီးတော့ဒီနေ့ရနေပြီးတော့တစ်လုံးရမယ်နေ့တိုင်းရမယ်ကုမ္ပဏီရဲ့ချောင်းအား1ရာခိုင်နှုန်းပစ္စည်းပဲဝယ်သုံးတာပဲရှိသေးတယ်နော်ပစ္စည်းဝယ်သုံးလိုက်ရုံလေးနဲ့ပစ္စည်းပြန်ရတယ်စီးပွားရေးသမားတယောက်ဖြစ်တယ်တစ်ပတ်ဖို့ရင်တစ်မှတ်ရတယ်အတွက်ကိုကဒီပစ္စည်းလေးကိုဝယ်သုံးလိုက်တာဖြစ်တဲ့အတွက်စီးပွားရေးသမားတယောက်ဖြစ်သွားတဲ့အပြင်ကိုပထမဦးဆုံးဝင်ငွေကုမ္ပဏီကနေပြီးတော့ရှောင်းအား1ရာခိုင်နှုန်းဆိုပြီးတော့နေ့တိုင်းပြန်ပြီးတယ်ဒီနေ့ကနေတစ်သက်လုံးပြန်ရမှာဖြစ်တယ်ဘာမှမလုပ်ဘဲနဲ့ဝင်ငွေပြန်ရတာပစ္စည်းဝယ်သုံးလိုက်ရုံလေးနဲ့စီးပွားရေးသမားတယောက်လည်းဖြစ်သေးတယ်ပတ်စံလည်းပြန်ရတယ်ဆိုတော့မကောင်းဘူးလားလေဘယ်လိုမျိုးဒီလိုမျိုးစီးပွားရေးမှာမလုပ်ရင်ဘယ်လိုမျိုးစီးပွားရေးမှာသွားလုပ်မှာလဲခွန်မောမှာဆိုလို့ရှိရင်ဒီပစ္စည်းတွေဝယ်သုံးရတဲ့ဈေးနှုန်းကလည်းတန်းတူတယ်ကိုဒီစီးပွားရေးကိုဘယ်သူကပဲမိတ်ဆက်သူဝယ်လို့ရှိရင်လည်းဒီဈေးငါဝယ်ရင်လည်းဒီဈေးပဲတန်းနောက်မှဝင်လို့ရှေ့မှဝင်လို့ဆိုပြီးတော့မရှိဘူးအဲ့ဒီအခါကျတော့ကိုတန်းတို့စီးပွားရေးမှာခွန်မောမှာဆိုလို့ရှိရင်တပတ်ဖို့ဝင်တမှတ်ရတယ်ဒီယာတူလေးမျိုးကိုရွေးချယ်ပြီးပြီဆိုတာနဲ့ပထမဆုံးကိုပေးလိုက်တာကကုမ္ပဏီရဲ့ရှောင်းအားပစ္စည်းဝယ်သုံးရုံလေးနဲ့ပတ်စံပေးတာအရင်ကောင်းတဲ့စနစ်လို့ပြောတယ်အဲ့ဒါကြောင့်မလို့ပစ္စည်းဝယ်သုံးရုံနဲ့ပတ်စံပေးတဲ့အပြင်ကိုကဒီအခွင့်အလမ်းကိုသူများကိုမျှဝေပေးမယ်ဆိုရင်မိတ်ဆက်စုကြည့်ဆိုပြီးတော့လေ5ဆင့်
20ရာခိုင်နှုန်းပေးတယ်ဆိုပါတော့ရှေ့မှာကိုကဘရောင်းနဲ့လုပ်ခဲ့တယ်နော်ဘရောင်းနဲ့လုပ်ခဲ့တယ်900ပတ်ဖို့နဲ့စားခဲ့တယ်ဘရောင်းနဲ့လုပ်ခဲ့တယ်ဆိုရင်ကိုယ့်ရဲ့တငယ်ချင်းကိုပြပြပေးမယ်ကိုယ့်ရဲ့တငယ်ချင်းကလည်းသူလိုအပ်တဲ့ပစ္စည်းလေးတွေကိုဝယ်သုံးဝယ်စားလုပ်ရင်းနဲ့ခေါ်မောမှာနော်စီးပွားရေးဝင်လုပ်တယ်သူလိုအပ်တာလေးဝယ်သုံးတယ်နော်အဲ့ဒီခါကျတော့ကိုမိတ်ဆက်ပေးလိုက်လို့သူသိတာဖြစ်တယ်သူဝယ်လဲဒီစီကိုဝယ်လဲဒီစီပဲနော်ကိုဝယ်လဲတပတ်ပွင့်တမှတ်ရတယ်သူဝယ်လဲတပတ်ပွင့်တမှတ်ရတယ်အဲ့ဒီအခါကျတော့ तू ကတည်သွားတဲ့အခါမှာဆိုရင် तू ဝယ်သုံးတယ်ကိုယ်တိုင်မိတ်ဆက်တာကို G1 လို့ခေါ်တယ်ကိုယ့်ရဲ့ G1 နော်ကိုယ့်ရဲ့ G1 ဟုတ်လားဒီလိုမျိုးမိတ်ဆက်ပေးတယ် तू ပစ္စည်းတွေဝယ်သုံးတယ် तू လည်းစီးပွားရေးသမားတစ်ယောက်ဖြစ်တယ် तू ဝယ်ရင်လည်းဒီဈေးနှုန်းငါဝယ်လဲဒီဈေးနှုန်းပဲအရင်ဝင်လို့နောက်မှဝင်လို့ဆိုတာမရှိဘူးခေါ်မောမှာဒါဆိုရင်ကိုယ့်ကို10ရာခိုင်နှုန်းဆိုပြီးတော့မိတ်ဆက်စုကြည့်ပြန်ပြီးတယ် G1 မိတ်ဆက်စုကြည့်10ရာခိုင်နှုန်းပြန်ပြီးတယ် तू ဝယ်လဲဒီဈေးကိုဝယ်လဲဒီဈေးပဲနောက်တစ်ပတ်ဖွင့်တစ်မှတ်ရတယ်ကဲကိုဒါမျိုးအခွင့်အလမ်းကိုမိတ်ဆက်ပေးလို့ကုမ္ပဏီကနေပြီးတော့ပေးတာကိုကဘရောင်းနဲ့လောက်မယ်ဆိုရင် G1 10ဆင့်ပဲခံစားခွင့်ရှိမယ်မိတ်ဆက်စုကြည့်10ရာခိုင်နှုန်းရမယ်အကယ်၍ကိုက2ဆင့်စေးပါးနဲ့လောက်မယ်ဆိုရင်နောက်2ဆင့် G1 G2 ဆိုပြီးတော့2ဆင့်ခံစားခွင့်ရှိမယ်ကဲကိုကစေးပါးနဲ့လောက်တယ်တငယ်ချင်းကိုမိတ်ဆက်တယ်တငယ်ချင်းစီးပွားရေးသမားတစ်ယောက်ဖြစ်ရင်ကိုကို10ရာခိုင်နှုန်းပြန်ပေးတယ်ကိုရဲ့ G1 ကနေပြီးတော့ G2 ဆိုပြီးပြန်မိတ်ဆက်တယ်အဲ့ဒီလူစီးပွားရေးသမားတစ်ယောက်ဖြစ်ရင်လည်းကို4ရာခိုင်နှုန်းထပ်ပေးတယ်စေးပါးနဲ့ဆိုရင်မိတ်ဆက်စုကြီးရဲ့14ရာခိုင်နှုန်းရတယ်ဒါဆိုရင်ကိုက900ဒူးနဲ့လုံးမယ်ဒီကောင်းမွန်တဲ့အခွင့်အလမ်းကိုတငယ်ချင်းတို့ပြန်လဲမျှဝေပေးမယ်ဒါကိုမိတ်ဆက်စုကြီးလို့ခေါ်တာပြကိုက9နဲ့လုံးတယ်9နဲ့ဆိုရင်3ဆင့်เนาะ G1 ကနေ G3 ထိရမယ်ကိုရဲ့မိတ်ဆက်တငယ်ချင်း G1 စီးပွားရေးသမားတယောက်ဖြစ်ဘာစီးပွားရေးပဲလုပ်လို့နော်ဘယ်လောက်ဖို့ပဲဝယ်ကို10ရာခိုင်နှုန်းဆိုကုမ္ပဏီကနေမိတ်ဆက်စုကြည့်ပြီးတယ် G1 ကနေပြန်မိတ်ဆက်တဲ့ G2 စီးပွားရေးသမားတယောက်ဖြစ်တဲ့ဘယ်လောက်ဖို့ပဲဝယ်သူဝယ်လဲဒီစီကိုဝယ်လဲဒီစီပဲကိုရဲ့ G2 အဲ့ဒီခါမှာဆိုရင်ပစ္စည်းတွေဝယ်သုံးတဲ့စီးပွားရေးသမားတယောက်ဖြစ်တဲ့ဆိုရင်မိတ်ဆက်စုကြည့်4ရာခိုင်နှုန်းဆိုပြီးတယ်900လူမှာ3ဆင့်ပေးတာဖြစ်တဲ့အတွက် G2 ကနေပြန်မိတ်ဆက်တဲ့ G3 လျှောက်လာပြီဆိုလို့ရှိရင်လည်းမိတ်ဆက်စုကြည့်အဲ့ဒီ G3 ကဘယ်လောက်ဖို့ပဲကို200ရာခိုင်နှုန်းပြန်ပြီးတယ်ဒါဆိုရင်စုပေါင်းကိုကမိတ်ဆက်စုကြည့်3ဆင့်ကို16ရာခိုင်နှုန်းရမယ်နော်ကိုတန်းတို့ခေါ်မောမှာဆိုရင်တစ်ပတ်ဖို့ရင်တစ်မှတ်ရတယ်နော်အရင်ဝင်တဲ့လူရောနောက်ဝင်တဲ့လူရောတန်းတူဈေးနှုန်းရတယ်ဒါဆိုရင်လူတိုင်းကြိုက်တယ်နော်ဒါကဝင်ငွေ plan ဖြစ်တယ်နောက်ဆုံးအဆင့်ပလက်တီနာနဲ့လောက်မယ်ဆိုရင်မိတ်ဆက်စုကြည့်5ဆင့်ထိရတယ်5ဆင့်ဒီမှာစဉ်းစားကြည့်မယ်တငယ်ချင်းတရားကိုမိတ်ဆက်လိုက်တဲ့ G1 အဲ့ဒီ G1 ကနော်အဲ့ဒီ G1 ကစီးပွားရေးသမားတယောက်ဖြစ်တယ်သူဘယ်လောက်ပို့ပဲကို10ရာခိုင်နှုန်းကုမ္ပဏီကပြန်ပေးတယ်သူဝယ်လဲဒီပစ္စည်းရဲ့ DC ကိုဝယ်လဲဒီပစ္စည်းရဲ့ DC ပဲဟုတ်လားသူဝယ်လဲတပတ်ဖွင့်တမှတ်ရတယ်ကိုဝယ်လဲတပတ်ဖွင့်တမှတ်ရတယ်အရန်တန်တယ်ဒါဆိုရင်တငယ်ချင်းကပစ္စည်းဝယ်သုံးလိုက်တယ်သူတို့စီးပွားရေးသမားတယောက်ဖြစ်တယ်ဘယ်လောက်ပို့ပဲဝယ်ကို G1 ဆိုပြီး10ရာခိုင်နှုန်းပြန်ပေးတယ် G1 က10ပြန်မိတ်ဆက်တဲ့ G2 စီးပွားရေးသမားတယောက်ဖြစ်ရင်4ရာခိုင်နှုန်းပြန်ပေးတယ် G3 နော် G2 ကနေပြန်မိတ်ဆက်လို့ G3 ဖြစ်လာတယ်စီးပွားရေးသမားတယောက်ဖြစ်တယ်ဆိုရင်2ရာခိုင်နှုန်းပြန်ပေးတယ်ဆိုရင်3ဆင့်ဖြစ်သွားပြီဟုတ်လားအဲ့ဒီ3ဆင့်မှာဆိုလို့ရှိရင်ကိုကဒီလိုမျိုး3ဆင့်ရှိတဲ့အခါမှာဆိုလို့ရှိရင် G4 G3 ကနေပြန်မိတ်ဆက်တာ G4 လို့ခေါ်တယ်အဲ့ဒီလူလေစီးပွားရေးသမားတယောက်ဖြစ်တယ်ဘယ်လောက်ဖို့ပဲဝယ်နော်ကို2ရာခိုင်နှုန်းပြန်ပေးတယ်ကိုကပလက်တီနဲ့ဖြစ်တာလို့4ဆင့်နော်4ဆင့်ဒါဆိုရင်နောက်ဆုံးအဆင့် G5 ထိပေးတယ်အဲ့ဒီ G5 ကလည်းသူလိုအပ်တဲ့ပစ္စည်းသူဝယ်သုံးတာမင်းဝယ်လဲဒီဈေးပဲငါဝယ်လဲဒီဈေးပဲတငယ်ချင်းကြီးဒါဆိုလို့ရှိရင်တန်တယ်တစ်ပတ်ဖွင့်တစ်မှတ်ရတယ်သူလိုအပ်တဲ့ပစ္စည်းကိုသူဝယ်သုံးလိုက်တာပဲဒါဆိုရင်သူစီးပွားရေးသမားတယောက်ဖြစ်သွားတယ်ဒါ G5 ထိရတယ်5ဆင့်ကိုမိတ်ဆက်တာက G1 ပဲဆိုတော့ကျွန်တော်တို့ကပလက်တီနာနဲ့ဆိုလို့ရှိရင်5ဆင့်မိတ်ဆက်စုကြီး5ဆင့်ကို20ရာခိုင်နှုန်းရမယ်ကျွန်တော်တို့ခေါ်မှာဆိုရင်ဒါကြောင့်မလို့ brown နဲ့ဆိုလို့ရှိရင်မိတ်ဆက်စုကြီး10ဆင့်ရမယ် silver ဆိုရင်2ဆင့်ရမယ်gold ဆိုရင်3ဆင့်ရမယ် platinum ဆိုရင်5ဆင့်ဆိုပြီးခံစားခွင့်ရှိမယ်ခိုင်ကိုအနေနဲ့ကကိုရှိမှကိုရွေးချယ်ပြီးတော့လုပ်ခဲ့တဲ့စီးပွားရေးအပေါ်မှာမူတည်တယ်စားသုံးသူ network marketing ဖြစ်တဲ့အတွက်ကိုဒီပစ္စည်းတွေကိုဝယ်သုံးတယ်သူဝယ်လဲ DC ငါဝယ်လဲ DC ပဲတန်းတူအခွင့်အရေးရတယ်တပတ်ပွင့်တမှတ်ရတယ်ခွဲခြားဆက်ဆံခြင်းမရှိဘူးရှေ့မှာဝင်လို့နောက်မှာဝင်လို့ဆိုပြီးတော့မရှိဘူးเนาะအဲ့ကြတော့ဘယ်သူပဲဝယ်ဒီပစ္စည်းတွေကဒီဈေးနှုန်းတန်းတူပေးထားတာဖြစ်တဲ့အတွက်ဘယ်သူပဲနေနေဝယ်သုံးမယ်တပတ်ပွင့်တမှတ်ရတာဖြစ်တဲ့အတွက်ကိုက brown နဲ့စမယ်ဆိုရင်တော့
10ဆင့်ပဲရတယ်ဆေးပါဆိုရင်2ဆင့်9ဆို3ဆင့် platinum ဆိုရင်5ဆင့်ဆိုပြီးမိတ်ဆက်စုကြည်ပြန်ရတယ်ဒါကိုခေါ်မောရဲ့မိတ်ဆက်စုကြည်ကိုခေါ်ပါတယ်အကယ်၍ကိုကနော်ဒီစီးပွားရေးကိုမိတ်ဆက်တယ်မိတ်ဆက်ပြီးပြီဆိုရင်နောက်ထပ်ဝင်ငွေရချင်တယ်ဆိုအသင်းဖွဲ့တည်ဆောက်မယ်အသင်းဖွဲ့ဝင်ငွေလို့ခေါ်တယ်အဲနော်ဝင်ငွေ2လမ်းရှိသွားပြီနော်ကုမ္ပဏီရဲ့ရောင်းအားဘာမှမလုပ်ဘဲနဲ့ကုမ္ပဏီရဲ့ရောင်းအားပေးတယ်သူများကိုဒီခွန်းလန်းကိုနော်မျှဝေပေးမယ်ဆိုရင်မိတ်ဆက်စုကြည်ဆိုပြီးတော့ယာတုအလိုက်နော်အစင်စင်ပြန်ပြီးတယ်ဟလာပလက်တီနမ်ဆိုရင်တော့5ဆင့်ပြန်ပြီးတယ်ဒါဆိုရင်နောက်ထပ်ဝင်ငွေတစ်လမ်းရှိသေးတယ်နံပါတ်3ဝင်ငွေအသင်းဖွဲ့ဝင်ငွေလို့ခေါ်တယ်အသင်းဖွဲ့ဝင်ငွေပါဆိုလို့ရှိရင်ကြာတော့ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုတည်ဆောက်တယ်ရှေ့မှာမိတ်ဆက်ခဲ့တဲ့သူတွေပဲเนาะမောင်ဖြူတွေမောင်နီတွေပေါ့ဗျာကျွန်တော်အဲ့လိုမျိုးမိတ်ဆက်တယ်အသင်းဖွဲ့ကျွန်တော် common စီးပွားရေးမှာဆိုရင် binary plan ဖြစ်တဲ့အတွက်နှစ်လိုင်းသွားစနစ်ဖြစ်ပါတယ်နှစ်လိုင်းသွားစနစ်ဖြစ်တဲ့အတွက်ကိုမိတ်ဆက်တဲ့အခါမှာလက်တွဲလာတဲ့သူတွေကိုကိုနဲ့အတူတူစူးစမ်းတယ်အဖွဲ့အစည်းတစ်ခုတည်ဆောက်တာဖြစ်တယ်ကိုဘယ်သူပဲမိတ်ဆက်ကျွန်တော်တို့အဖွဲ့အစည်းထဲမှာဝင်လာမှာဖြစ်တယ်အဲ့ဒီခါကျတော့အများဘက်ချမ်းကိုကိုယ့်ရဲ့အထက်ကကောင်းဆောင်တွေတိဆောက်ပေးတယ်အထက်ကကောင်းဆောင်တွေနဲ့ကိုယ်နဲ့တိဆောက်ရတဲ့အများဘက်ချမ်းလို့ခေါ်တယ်အနည်းဘက်ချမ်းမှာကျတော့ကိုယ်တိုင်တိဆောက်ရတာကိုအနည်းဘက်ချမ်းလို့ခေါ်တယ် binary plan ဖြစ်တဲ့အတွက်ဒီလိုမျိုးသွားတယ်ဒီဘက်မှာအထက်ကကောင်းဆောင်တွေရောကိုယ်တိဆောက်တာဖြစ်တဲ့အတွက်များတယ်ဒီဘက်မှာဆိုရင်အနည်းဘက်လို့ခေါ်တယ်ဆိုတော့ကျတော့ကျွန်တော်တို့ကဒီနေရာမှာနော်ပတ်စံရဖို့လည်းဘာလို့ရမလဲဆိုအများဘက်ချမ်းမှာ PVD ကတိန်းနဲ့တန်းနဲ့ချီပြီးရှိတယ်အနည်းဘက်ချမ်းမှာ PVD တက်လာမယ်အဲဒီအနည်းဘက်ချမ်းမှာ PV 1000တက်လာမယ်အများဘက်ချမ်းမှာ PV အများကြီးရှိတဲ့ထည့်ရတယ်1000ချင်းစုံရင်10ရာခိုင်နှုန်းဆိုပြီးတော့100ပြန်ပြီးတယ်1000ချင်းစုံရင်10ရာခိုင်နှုန်းဆို1000ပြန်ပြီးတယ်တသိန်းချင်းစုံနေဆိုလို့ရှိရင်10ရာခိုင်နှုန်း1000ပဲပြန်ပြီးတယ်တရက်ကိုကိုမှတစ်ချိန်ပဲစုံနေ10ရာခိုင်နှုန်းဟုတ်လားကိုမှဘယ်လောက်ပဲရှိ2000ပဲစုံ3000ပဲစုံပြန်ပြီးတယ်နော်ရာကနန်းပဲစုံပတ်စံပြန်ဖြစ်တယ်နေတိုင်းပြန်ဖြစ်တယ်နော်အဲ့ကျတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်နော်ဒီကုမ္ပဏီရဲ့ရောင်းအားတွေလည်းနေတိုင်းရတယ်နေတိုင်းထုတ်လို့ရတယ်နော်မိတ်ဆက်စုကြည်ကလည်းနေတိုင်းထုတ်လို့ရတယ်နော်ကိုမှမိတ်ဆက်ထားတာရှိတယ်ဟုတ်လားဒါဆိုရင်မိတ်ဆက်စုကြည်ရတယ်ဆိုရင်နေချင်းထုတ်လို့ရတယ်အသင်းဖွဲ့ဝင်ငွေမှာဆိုလို့ရှိရင်လေ10ရာခိုင်နှုန်းဟိုဘက်တက်မှတ်ဒီဘက်တက်မှတ်ရှိအောင်လေးနဲ့10ရာခိုင်နှုန်းပြန်ပေးတာဒါဆိုရင်အသင်းဖွဲ့ဝင်ငွေရဖို့အတွက်ဆိုကျွန်တော်တို့ခေါ်မောမှာဆိုရင်အမှတ်ထိန်းစနစ်ဆိုတာမရှိဘူးအမှတ်တွေပျောက်ချင်းလည်းမရှိဘူးအသင်းဖွဲ့မှာဆိုတစ်သက်လုံးအမှတ်တွေကိုစုလို့ရတယ်အများဘက်ပဲစုအနည်းဘက်ပဲစုလာလို့ရတယ်အဲကြတော့အမှတ်မထိန်းလို့လည်းအမှတ်ပျောက်တဲ့စနစ်မဟုတ်ဘူးအသင်းဖွဲ့ဝင်ငွေမှာလုံးဝကိုအမှတ်ထိန်းစရာမလိုကိုယ့်ရဲ့အမှတ်တွေကိုဒီနေ့ကနေစပြီးတော့တစ်သက်လုံးစုသွားလို့ရတယ်အဲ့ဒီအမှတ်တွေရှိနေသေးပတ်စံတွေရှိနေမှာဖြစ်တယ်ရနေမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ကိုကအဖွဲ့အစည်းတစ်ခုတိဆောက်တယ်10ရာခိုင်နှုန်းဟိုဘက်တက်မှတ်ဒီဘက်တက်မှတ်ရှိအောင်လေးနဲ့ cycle စုံတယ်လို့ခေါ်တယ်ခေါ်မောမှာဒါဆိုရင်10ရာခိုင်နှုန်းရမယ်ဘယ်လောက်ပဲစုံပတ်စံရမယ်နော်ဟိုဘက်ဘယ်လောက်ဒီဘက်ဘယ်လောက်ဆိုကန့်ချက်မရှိဘူးနော်တက်မှတ်ချင်းဆိုရင်ပတ်စံ10ရာခိုင်နှုန်းပြန်ရတယ်အကြိုက်တဲ့လောက်စုံလို့ရတယ်နော်အကယ်၍ကိုက brown နဲ့လုပ်တယ်ဆိုရင်တရက်ကို cycle နော်တစ်ချိန်ဟိုပြောမယ်ဆိုရင်တရက်ကို cycle စုံနေပေါ့နော်တစ်ချိန်ဆိုရင်1000ထိစုံဝင်ရှိတယ်ဟုတ်လားဒါဆိုလို့ရှိရင်အသင်းဖွဲ့ဝင်ငွေမှာကိုက brown နဲ့လုပ်တယ်ဆိုရင်တရက်ကို1000ထိရအောင်စူးစမ်းခွင့်ရှိတယ်စီးပါးနဲ့လုပ်တယ်ဆိုရင်နံပါတ်2စီးပွားရေးเนาะနံပါတ်2ရာလူစီးပါးနဲ့လုပ်တယ်ဆိုရင်တရက်ကို2000ခွဲထိကျွန်တော်တို့ကဒီလိုမျိုးရတယ်ဒါဆိုရင်စဉ်းစားကြည့်မယ်ကွာ brown နဲ့ဆိုလို့ရှိရင်တရက်ကို1000ဆိုရင်တစ်လောက်ကို3000ရအောင်စူးစမ်းခွင့်ရှိတယ် brown နဲ့ဆိုရင်ပြောတာเนาะစီးပါးနဲ့ဆိုရင်တရက်ကို2000ခွဲတစ်လားဆိုလို့ရှိရင်9သိန်းခွဲထိအောင်စူးစမ်းခွင့်ရှိတယ်ဘိုးနဲ့ဆိုရင်တရက်ကို9000တရက်ကို15တရက်ကို9000တစ်လားကို15သိန်းထိစူးစမ်းခွင့်ရှိတယ်ပလက်တီနမ်နဲ့ဆိုရင်တရက်ကို1သိန်းเนาะအမြင့်ဆုံး30ထိရအောင်စူးစမ်းခွင့်ရှိတယ်တန်းငွေ30ထိအောင်စူးစမ်းခွင့်ရှိတယ်ဒီနေရာမှာဒီလိုမျိုးအသင်းဖွဲ့ဝင်ငွေမှာအမှတ်ထိန်းစရာလည်းမလိုဘူးအမှတ်ပျောက်ခြင်းလည်းမရှိဘူးမထိန်းမိလို့လည်းဘာမှမဖြစ်ဘူးဒီအမှတ်တွေကိုတစ်သက်လုံးစုပြီးထားတယ်ဒီဘက်နဲ့အမှတ်ဘယ်လောက်ပဲစုံဘယ်လောက်ပဲတက်လာပတ်စံပြန်ဖြစ်တယ်အဲ့ဒီပတ်စံကိုနေချင်းထုတ်လို့ရတယ်အမှတ်ထိန်းစရာမလိုပဲနဲ့ပတ်စံပြန်ပြီးတာခေါ်မောတနေရတယ်ပဲရှိတယ်ကိုအနေနဲ့ကအသင်းဖွဲ့ကိုတိဆောက်တယ်ဒီနေရာမှာအဖွဲ့အစည်းကြည့်အောင်တိဆောက်ရုံလေးပဲနော်ကိုနဲ့အတူတူဝင်လာတဲ့သူတွေကိုနားလည်အောင်သင်ပေးမယ်ခေါ်မောစီးပွားရေးကတန်းတူရတယ်
တပတ်ပွင့်တမတ်ရှေ့လူပဲလှုပ်နောက်လူပဲလှုပ်နော်ဘယ်သူပဲဝယ်သုံးတန်းတူခွင့်ရတယ်တပတ်ပွင့်တမတ်ရတယ်ဆိုတဲ့အကြောင်းကိုကနေပြီးတော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုပြန်လဲပြီးတော့ပြောပြပေးမယ်ဆိုအဖွဲ့အစည်းဆိုတာဖြစ်လာမှာအဖွဲ့အစည်းဖြစ်လာရင်ပတ်စံပြန်ရမယ်ဒီနေရာမှာကျွန်တော်တို့တွေကအမှတ်ထင်းစရာမလိုပဲနဲ့အမှတ်တွေကိုစုဆောင်းသွားလို့ရတယ်ဟိုဘက်တမှတ်ဒီဘက်တမှတ်ရှိအောင်ဒီနဲ့ဒီလိုမျိုးစုံတာဖြစ်တဲ့အတွက်ပတ်စံပြန်ဖြစ်တဲ့10%ပဲဘယ်လောက်ပဲစုံဝင်ရှိတယ်နော်โอเคအဲကြောင့်မလို့ကိုအနေနဲ့ကဒီလိုမျိုးအသင်းဖွဲ့ကိုတိဆောက်သွားပြီးကျွန်တော်တို့တွေအိတ်နေနေတာဝင်ကိုရမယ် passive income လို့ခေါ်တဲ့အိတ်နေနေတာဝင်ကိုရမှာဖြစ်ပါတယ်ကိုအနေနဲ့ကဒီလိုမျိုးအသင်းဖွဲ့ကိုတိဆောက်လို့ခိုင်မာသွားပြီဆိုရင်ကိုရဲ့မိသားစုထဲကသူတွေကိုလက်ဆင့်ကမ်းပြီးအမွေနဲ့ဆိုတာပေးခဲ့လို့ရတယ်ဒီလိုမျိုးအမှတ်ထင်းစရာမလိုပဲနဲ့အမှတ်တွေကိုတစ်သက်လုံးစုသွားလို့ရတယ်အမှတ်မထင်းလို့လည်းပျောက်ချင်းမရှိတဲ့ခေါ်မောရဲ့ပလန်မှာဆိုရင်စဉ်းစားကြည့်မယ်ကိုတစ်သက်လုံးစူးစမ်းထားသမျှအရာတွေကအမှတ်တွေရှိနေသေးတက်နေသေးပဲဆန်ရနေမှာပဲထပ်ထည့်စရာမလိုဘူးเนาะဒါဆိုရင်ကျွန်တော်တို့တွေကရှေ့မှာ brown silver ကို platinum ဒီယာတူ၄မျိုးပိုင်ဆိုင်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဝယ်စရာမလိုတော့ဘူးအသင်းဖွဲ့ကိုတိဆောက်ရုံလေးနဲ့ဝင်ငွေတွေထည့်ရရှိမှဖြစ်တယ်ဟုတ်ပြီဒါကတော့အသင်းဖွဲ့ဝင်ငွေလို့ခေါ်ပါတယ်နောက်တစ်ခုမှဆိုလို့ရှိရင်ကောင်းဆောင်မှုလို့စုကြည့်လို့ခေါ်တယ်ဒီနေရာမှာကောင်းဆောင်မှုလို့စုကြည့်မှဆိုရင်เนาะယာတူ၄မျိုးရှိတယ်ကိုက brown နဲ့ဆိုရင်မရဘူးเนาะယာတူ၄မျိုးမှဆို brown နဲ့ဆိုမရဘူးဒါဆိုရင်အနေဆုံး silver ဖြစ်ထားမှရမယ် silver ဆိုရင်ကိုက silver ဆိုရင်ကောင်းဆောင်မှုလို့စုကြည့်2ဆင်းရတယ် G1 တယောက်ကိုနော် G1 တယောက်ကိုတစ်လအတွင်း1000ရအောင်လုပ်ပြီးမယ်ဆိုရင်သူ1000ရတဲ့အပြင်ကို25%ဆိုကုမ္ပဏီကကောင်းဆောင်မှုလို့ဆိုချင်25%ဆိုပြီး2500ပြန်ပေးရပါဘောဟုတ်လားကိုယ့်ရဲ့ G1 ကိုပတ်စံများများရအောင်လုပ်ပြီးလေကို25%ပြန်ပေးတယ်ဒါဆိုရင်ကိုယ့်ရဲ့ G1 တစ်လအတွင်းမှာ1000ရတဲ့အပြင်ကိုနော်သူဘာသူဘယ်လောက်ဖက်ရနော်ရှာအောင်လုပ်ပေးရမယ်ဒါဆိုရင်သူလည်းပတ်စံ1000ရတယ်ကိုလည်း25%တော့2500ပြန်ရတယ်သူရတာကတီးတန်းကိုရတာကတီးတန်းနော်ဒါဆို G2 ကိုရဲ့ G2 ကိုလည်းတစ်လကို1000ရအောင်တင်ပေးမယ်လက်ပြပေးမယ်ဆိုရင်10%တော့1000ရမယ်ဒါ G1 မှာ25% G2 မှာ10%ဆို35%တော့ကောင်းဆောင်မှုလို့ဆိုချရနေပြီစေပါနဲ့လုပ်တယ်ဆိုရင်တော့မှဒါဆိုရင်ကိုမိတ်ဆက်ထားတဲ့သူတွေကိုဝင်များများရအောင်ကူညီပေးလေသူတို့လည်းပတ်စံရလေကိုလည်းပတ်စံရလေပဲကိုက900တူနဲ့လောက်တယ်ဆိုလို့ရှိရင်ကောင်းဆောင်မှုလို့စုကြည့်မှာ3ဆင့်ဒီခန္ဓာကိုယ်ကြီးတယ် G1 ကနေ G3 ထိကိုရဲ့ G1 ကို1000ရအောင်ကူညီပေးမယ်လမ်းပြပေးမယ်တင်ပေးမယ်ဆိုရင်သူ1000ရတာကတီတန်ကို25%ဆိုပြီးတော့တီတန်ပြန်ပေးတယ်ဒါဆိုရင် G2 ကိုလည်းတစ်လား1000ရအောင်ကူညီပေးမယ်ဆိုရင်သူ1000ရတဲ့အပြင်ကို1000ဆိုပြီးတော့10%ကုန်ပြန်ပြန်ပေးတယ် G3 ကိုလည်း1000ရအောင်ကူညီပေးမယ်ဆိုရင်ကိုမှ9%ဆိုပြီးတော့ကောင်းဆောင်မှုလို့ဆိုကြည့်ကိုကုမ္ပဏီကပြန်ပေးတာဒါဆိုရင်စုစုပေါင်း9နဲ့လုံးမယ်ဆိုရင်40%ခံစားခွင့်ရှိတယ်3ဆင့်ကို40%ခံစားခွင့်ရှိတယ်ကိုကတိတက်ပုံပြန်များရအောင်တင်ပေးလေကိုပတ်စံများများရလေဒီပါပဲเนาะโอเคဒါကြောင့်ကျွန်တော်တို့ကဒီ plan ကိုနားလည်ဖို့လိုအပ်တယ်အဲဆိုရင်ပလက်တီနမ်နဲ့ဆိုရင်တော့5ဆင့်ထိရရှိမှဖြစ်တယ်ကောင်းဆောင်မှုလို့ဆိုကြည့်ပလက်တီနမ်နဲ့ဆို5ဆင့်ရရှိမှဖြစ်တယ်အဲ့ဒီ5ဆင့်ကဘယ်လိုလဲဆိုရင် G1 ကိုเนาะ1000ရအောင်ကူညီပေးမယ်လမ်းပြပေးမယ်တင်ပေးမယ်ဆိုရင်သူ1000ရတဲ့အပြင်ကို25%ဆိုပြီးတော့2500တင်ပေးတယ် G2 ကိုလည်း1000ရအောင်တင်ပေးမယ်ဆိုရင်သူ1000ရတဲ့အပြင်ကို10%ဆိုပြီးတော့1000ပြန်ပေးတယ် G3 ကိုလည်း1000ရအောင်ကူညီပေးမယ်ဆိုရင်ကို900%ဆို900ဘတ်ပြန်ပေးတယ် G4 ကိုလည်း1000ရအောင်ကူညီပေးမယ်သူ1000ရတဲ့အပြင်ကိုကုမ္ပဏီက900%တော့900ဘတ်ပြန်ပေးတယ် G5 ဆိုလို့ရှိရင်လည်း1000ရအောင်ကူညီပေးမယ်ဆိုရင်900%တော့900ဘတ်ဆိုပြီးပြန်ပေးတယ်ဒီနေရာမှာသူတို့ကိုပတ်စံများများရအောင်ကူညီပေးလေကိုပတ်စံရလေပဲတရက်ကို1000ပဲရအောင်လုပ်ပြီးမှလားတစ်လလုံးလုံးနေတို့1000ရအောင်ကူညီပေးမှလည်းရသလောက်ပတ်စံတာရအောင်လုပ်ပြီးလိုက်ဘယ်လောက်ပဲရကို G1 ကနေ G5 ထိ50%ကောင်းဆောင်မှုလို့စုကြည့်ပြန်ပေးထားတယ်ကိုတန်းတို့ခေါ်မောမှာဆိုလို့ရှိရင်တရားဝင်စီးပွားရေးဖြစ်တဲ့အတွက်เนาะကောင်းဆောင်မှုလို့စုကြည့်မှာအမှတ်ထင်းရတယ်အဲ့ဒီခါမှာလာပြီးကို
နော်ကောင်းဆောင်မှုလို့စုကြည်တရက်ကို900ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်ရတော့မယ်ဆိုရင်အမှတ်ထင်းရတယ်ဒါဆိုရင်အဲ့လိုမျိုးကောင်းဆောင်မှုလို့စုကြည်ရမှာအမှတ်ထင်းရမှာနော်ရှေ့မှာကုမ္ပဏီရဲ့ရောင်းအားမိတ်ဆက်စုကြည်အသိဖွဲ့ဝင်ငွေတွေမှာအမှတ်ထင်းစရာမလိုဘူးအမှတ်မပြောက်ဘူးအမှတ်ထင်းစရာမလို AT နေရာမှာကောင်းဆောင်မှုလို့စုကြည်နေရာမှာအမှတ်ထင်းရမှာဖြစ်တယ်ဟိုကတရက်ကိုကောင်းဆောင်မှုလို့စုကြည်900 1000 2000 3000 4000 5000ရနေပြီဆိုလို့ရှိရင်ထင်းရမယ်ဘယ်လိုထင်းရတယ်ဆိုလို့ရှိရင်900ပတ်ဖို့ဝယ်ထင်းရမယ်900ပတ်ဖို့မှာ900ပြည်ပြီပဲရှိတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာပြောချင်တာကတေချာနာထောင်ပြီးသွားကိုယ်တိုင်တို့ခေါ်ပေါ်မှာဆိုရင်ကိုထင်းလိုက်တယ်ကောင်းဆောင်မှုလို့စုကြည်ရပြီအမှတ်ထင်းရတယ်ကြံတဲ့ဝင်ငွေတွေမှာထင်းစရာမလိုကောင်းဆောင်မှုလို့စုကြည်ရပြီတရက်ကို900 1000 900ကနေ9000ထိရနေပြီဆိုရင်ထင်းလို့ရတယ်အဲ့ကြတော့ကိုက900ပတ်ဖို့ဝယ်900ပြည်ပြီရှိတယ်ကိုထင်းလိုက်တဲ့အမှတ်900ကကိုယ့်ရဲ့အနေဘက်ချက်မှာ250အရောက်တိုင်းစီပြန်ရတယ်ကိုယ့်ရဲ့အများဘက်ချက်မှာ250အရောက်တိုင်းစီပြန်ရတယ်ကိုထင်းလိုက်တာ900နော်အဖွဲ့အစည်းပဲညာအနေဘက်အများဘက်အရောက်တိုင်းစီကိုယ့်ရဲ့အောက်မှာရှိတဲ့သူတွေ250စီရရှိတာဖြစ်တယ်သူတို့လည်းရတယ်ကိုယ့်စီကိုလည်းအဲ့ဒီအမှတ်တွေကပြန်လာတယ်ဟိုဘက်250ဒီဘက်250ပြန်လာတယ်သူတို့လည်းရတယ်ကိုယ်လည်းရတယ်အထက်ကခေါင်းဆောင်နေစီကိုလည်းသွားတယ်ခေါင်းဆောင်နေအမှတ်ထင်းရင်လည်းကိုယ့်စီကိုပြန်လာတယ်နော်250စီပြန်လာတယ်ဒါဆိုလို့ချင်းဒီလိုမျိုးနေရာကျွန်တော်တခါမှမတွေ့ခေါ်မှမတွေ့ဘူးတဲ့အမှတ်ထင်းရင်အဖွဲသားတွေလည်းရတယ်ကိုထမ်းလိုက်တဲ့အမှတ်ကအဖွဲသားတွေလည်းအရောက်တိုင်းစီ250စီရတယ်ဟိုဘက်ကိုဒီဘက်ကိုရတယ်ကိုစီကိုလည်းပြန်လာတယ်ခေါင်းဆောင်နေစီလည်းသွားတယ်ခေါင်းဆောင်နေထင်းရင်ကိုရတယ်အရန်ထဲမှာကောင်းတဲ့စနစ်ပဲဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာဆိုလို့ချင်း common စီးပွားရေးမှာအတားတဲ့ချက်တွေအဲ့ဒါတွေပဲဒါဆိုရင်စုစုပေါင်းဝင်ငွေ၄လ81ရာခိုင်နှုန်းပဲဖြစ်တယ်ဒီဝင်ငွေလေးလ81ရာခိုင်နှုန်းမှာကိုကနော်စားသုံးသူအနေနဲ့လို့ရတယ်ပစ္စည်းကိုကြိုက်လို့ဝယ်သုံးမယ်ဆိုလို့ရတယ်နော်ကိုကယ်လည်းအနေနဲ့ဈေးကွက်ဖောက်ခြင်းလည်းရတယ်အကယ်၍ကိုကစီးပွားရေးသမားတယောက်အနေနဲ့လုပ်မယ်ဆိုရင်လည်းရတယ်ပထမဆုံးပါစီးပွားရေးနဲ့ပဲလုပ်လို့ဝင်ငွေကုမ္ပဏီရဲ့ရောင်း100ရာခိုင်နှုန်းရတယ်နော်ဘာမှမလုပ်ဘဲနဲ့100ရာခိုင်နှုန်းရတာနော်ခေါ်မောမှာဆိုရင်ရှေ့ဝင်တဲ့လူနောက်ဝင်တဲ့လူမရှိဘူးတန်းတူအခွင့်အရေးဘယ်သူပဲဒီပစ္စည်းတွေပဲဝယ်သုံးတန်းတူစင်းလုံးနဲ့ပြီးတယ်ကျွန်တော်100ဘူးဝယ်မောင်နှမလည်း100နဲ့ဝယ်ရမယ်ကျွန်တော်အမှတ်100ရရင်မောင်နှမလည်းအမှတ်100ရမယ်ဒါဆိုရင်ကိုယ့်ပတ်စံသူများလည်းပေးစရာမလိုပို့ပြီးတော့လည်းဝယ်စရာမလိုတန်းတူရတဲ့စနစ်ပြီးလို့ရှိရင်ဘာမှမလုပ်ဘဲနဲ့ဝင်ငွေကုမ္ပဏီရဲ့ရောင်း100ရာခိုင်နှုန်းရတယ်သူများကိုမျှဝေပေးမယ်ဆိုရင်ဝင်ငွေ80ရာခိုင်နှုန်းရတယ်80ရာခိုင်ဒါဆိုရင်စုစုပေါင်းဝင်ငွေ81ရာခိုင်နှုန်းရတာဖြစ်တယ်နော်ဒါကြောင့်မလို့ကိုယ်နေနဲ့ဝင်ငွေ၄တန်းအဲ့ဒီဝင်ငွေ၄တန်းကိုပိုင်ဆိုင်မှာဖြစ်တယ်ကိုယ်အနေနဲ့ကဒီဝင်ငွေတွေတော့ရကြတယ်ဆိုရင်ကျွန်တော်တို့ကအဖွဲ့အစည်းနဲ့အလောလောမှာဖြစ်တယ်ကိုလိုတဲ့ဟာလေးကိုနည်းနည်းချင်းဝယ်သုံးရင်းနဲ့စီးပွားရေးသမားတယောက်ဖြစ်အောင်စုသွားမှာဖြစ်တယ်ကိုမှလက်ရှိဖားတွေဝယ်သုံးနေတာလည်းနေ့စဉ်နဲ့ပြအဲ့ဒီလိုအပ်နေတဲ့ပစ္စည်းကိုခေါ်မောမှာပြောင်းဝယ်လိုက်ရုံလေးနဲ့စီးပွားရေးသမားတယောက်ဖြစ်တယ်လက်ရှိအလုံးနဲ့တွဲပြီးနောက်ထပ်အဝင်ငွေရအောင်စူးစမ်းခွင့်ရှိတယ်မြန်မာနိုင်ငံပြန်တော့ရင်တော့ဒီစီးပွားရေးကိုယူသွားလို့ရတယ်နော်ဒါကြောင့်မလို့ခေါ်မောရဲ့ဝင်ငွေ plan နော်ခေါ်မောရဲ့ဝင်ငွေ plan ဖြစ်တယ်ဒါက plan နဲ့အတိုင်းပေးထားတဲ့ဝင်ငွေနော်ဖြစ်တဲ့အတွက်81ရာခိုင်နှုန်းပိုင်ဆိုင်ခြင်းနဲ့ဝင်ငွေရကျင်နေဆိုလို့ရှိရင်ကိုယ်အနေနဲ့ကစူးစမ်းဖို့လိုအပ်တယ်နော်ကိုယ်မှာရည်မှန်းချက်တွေရှိတယ်အနာဂတ်တွေရှိတယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအမြန်ဆုံးအကောင့်တွေပေါ်ခြင်းနဲ့နော်ဆိုလို့ရှိရင်ခေါ်မောမှာလာပြီးတော့စူးစမ်းလို့ရတယ်ဘယ်သူမှဆိုအခွင့်အရေးထမ်းတူရတယ်ဆိုတာကပစ္စည်းတွေကိုအရင်ဝင်တဲ့သူပဲဖြစ်ဖြစ်နောက်ဝင်တဲ့သူပဲဖြစ်ပစ္စည်းတွေဝယ်သုံးတဲ့နေရာမှာတန်းတူရတယ်အဲ့ဒါကိုတန်းတူရတဲ့အခွင့်အရေးလို့ခေါ်တယ်ဒီခေါ်မောမှာလောက်တဲ့လူချင်းတူတူပဲနော်ရှေ့ဝင်လို့နောက်ဝင်လို့ဆိုမရှိဘူးခေါ်မောမှာတန်းတူရတဲ့အခွင့်အရေးဖြစ်တယ်ပြီးလို့ရှိရင်တစ်ပတ်ဖို့ဝင်တစ်မှတ်ရတယ်ဘာမှမလုပ်ခနဲ့တော့ဝင်ငွေတစ်လမ်းပြန်ရတယ်ကွာကုမ္ပဏီရောင်းလုပ်မယ်ဆိုရင်ညဝေပေးမယ်ဆိုဝင်ငွေ80ရာခိုင်နှုန်းပြန်ရတယ်နော်ဝင်ငွေ၄လ81ရာခိုင်နှုန်းရမယ်โอเคဒါကြောင့်မလို့ကိုမှဆိုလို့ရှိရင်ကိုဝယ်သုံးဝယ်စားရင်လည်းစီးပွားရေးသမားတယောက်ဖြစ်တဲ့ကိုယ့်ရဲ့ပတ်စံလေးအပေါ်မကုန်ဘူးဒါဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တငယ်ချင်းတွေလည်းသူတို့လိုအပ်တဲ့ပစ္စည်းတွေဝယ်သုံးရင်းနဲ့ခေါ်မောမှာခါမဲ့အကောင့်ဖွင့်ပြီးဝင်လေးလာလို့ရတယ်ဆိုတော့ပြောပြပေးလိုက်ရုံလေးနဲ့ဒီဝင်ငွေတွေရရှိမှာဖြစ်တယ်ဒါကြောင့်မလို့ဝင်ငွေတလန်းနဲ့ဘဝကရက်တည်လို့မရဘူးဝင်ငွေနောက်ထပ်
ရကျင်နေဆိုရင်ကိုကရီမှန်းချက်တွေအမြင်ပြည့်ခြင်းနဲ့အိမ်မက်တွေကိုအမြင်အကောင့်တွေဖော်ခြင်းနဲ့နော်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေပြည့်ခြင်းနဲ့ဆိုရင်ခေါ်မောမှာအခါမဲ့တွေလုပ်ရတယ်ဒါကတော့ခေါ်မောရဲ့ဝင်ငွေ plan ဖြစ်ပါတယ်โอเคဘယ်သူမဆိုခေါ်မောကိုလေ့လာပြီးတော့စိတ်ကြနော်လေ့လာပြီးလုပ်လို့ရပါတယ်ခေါ်မောမှာလာစဉ်နော်ပစ္စည်းတွေဝယ်သွားတဲ့စနစ်ဆိုတာလည်းမရှိပါဘူးเนาะသူတို့ဝယ်ရင်ဒီစီကိုဝယ်ဒီစီဆိုတာလည်းမရှိပါဘူးဒါကြောင့်မလို့တချို့က common စီးပွားရေးကိုနားမလည်ကြသေးတဲ့အခါကျတော့မသိကြသေးဘူးเนาะမသိကြသေးအဲ့ကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကစီးပွားရေးတစ်ခုလုပ်မယ်ဆိုရင်တန်းတူရတာအရင်ကြည့် common မှာဆိုရင်တန်းတူရတယ်เนาะသူဝယ်လဲဒီစီငါဝယ်လဲဒီစီပဲသူဘာကြီးပဲနေเนาะဒီနေ့မှာဝင်လာတဲ့လူတစ်ကလေးနဲ့ဇာတုရှင်ကြီးနဲ့တန်းတူပဲတပတ်ကိုဝင်တပတ်ရတယ်ဒါဆိုရင်တန်းတူအခွင့်အရေးဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပတ်စံကိုသူများပေးစရာမလိုဘူးကိုတပတ်ကိုဝင်တပတ်ရတဲ့အရန်နဲ့မှတန်းတဲ့စီးပွားရေးဖြစ်တဲ့အတွက်ဘယ်သူမှဆိုအခါမဲ့ဝင်ရောက်လေးလာလို့ရပါတယ်ဆိုတာကိုတန်းကခေါ်မောရဝင်ငွေ plan နဲ့ပြည့်စက်ပေးခြင်းဖြစ်ပါတယ်ဒီဝင်ငွေ plan လေးကိုနားထောင်ပြီးလို့စိတ်ဝင်စားတယ်ဆိုရင်ကိုတန်းရဲ့ဗီဒီယိုအောက်မှာเนาะလေးလာကြည့်ချင်ပါတယ်ဆိုပြီးတော့ရှင်းလာပေးလို့ရပါတယ်အခါမဲ့သင်ကြားပေးပါမယ်ကျွန်တော်လိုမျိုးပဲเนาะခေါ်မောမှာလာပိုင်းလေးနဲ့နေစားကနေလွတ်ချင်တဲ့ညီကောင်မောင်နှမတွေအတွက်ဆိုရင်အကောင်လုံးကိုကြိုးစိုးပါတယ်ကိုဘဝကိုပြောင်းလဲခြင်းနဲ့ကိုယ့်ရဲ့မိသားစုကိုတိထက်ပို့ပြီးတော့ပြည့်ပြည့်စုံစုံထားခြင်းနဲ့တကယ်ကိုကြိုးစားခြင်းနဲ့စိတ်ကလေးပဲယူလာခဲ့ကျန်တဲ့အားလုံးကိုသင်ပေးသွားမှာဖြစ်ပါတယ်โอเคဒါကြောင့်မလို့ကောင်းမွန်တဲ့အခွင့်အလမ်းတန်းတူရတဲ့အခွင့်အလမ်းအရန်တန်တဲ့အခွင့်အလမ်းကိုအားလုံးပဲမြင်တွေ့ကြပါပြီလို့ဟောကိုတန်းကကောင်းမွန်တဲ့အခွင့်အလမ်းနဲ့မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်